ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့အာရှချန်ပီယံလိအုပ်စုပွဲစဉ်ရဲ့ဒုတိယမြောက်ပွဲစဉ်ကို ISP အသင်းအနေနဲ့တိုကျိုဘာဒီအသင်းနဲ့ညနေ3နာရီအချိန်မှာရင်ဆိုင်ကစားသွားမှာဖြစ်ပါတယ်ဒီနေရာမှာမိတ်ဆွေများအနေနဲ့တိုကျိုဘာဒီအသင်းအကြောင်းအနည်းငယ်တင်ပြပေးလိုပါတယ်ဂျပန်နိုင်ငံရဲ့အမျိုးသမီးကလပ်အသင်းဖြစ်တဲ့ဒီအသင်းဟာမနှစ်ကရာသီမှာတော့ချန်ပီယံဖြစ်ခဲ့ပါတယ်ဒီနှစ်မှာတော့အဆင့်3မှာလက်ရှိရပ်တည်နေပါတယ်10ပွဲနိုင်2ပွဲတည်း3ပွဲရှုံးအနေထားနဲ့ရပ်တည်နေတာဖြစ်ပါတယ်အာရှချန်ပီယံလိရဲ့အဖွင့်ပွဲစဉ်မှာတော့နာကိုရန်အသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့်ဒီအုပ်စုထဲမှာတော့အင်အားအတောင့်တင်းဆုံးအသင်းဖြစ်သတ်မှတ်လို့ရနေပါတယ်ပြည်တွင်းကစားသမားအားလုံးနီးပါးနဲ့ဖွဲ့စည်းရတာဖြစ်ပြီးသိရတဲ့အချက်လက်တွေရတော့ရှေ့တန်းတိုက်စစ်မှုနံပါတ်25တယောက်သာတိပကစားသမားဖြစ်ပြီးစင်ကာပူနိုင်ငံသားဖြစ်ပါတယ်ဒီအသင်းဟာ1982ခုနှစ်ကတည်းကတည်ထောင်ထားပြီးတက်တန်းအဖြစ်44နှစ်ရှိပြီဖြစ်ပါတယ် ISB အသင်းအနေနဲ့ကတော့2016ခုနှစ်ကတည်ထောင်ထားတာဖြစ်လို့အသင်းသမိုင်းကြောင်းကွာဟမှုကြီးမားလာပါတယ်ကျွန်တော်တို့ရဲ့ ISB အသင်းအနေနဲ့လက်ရွေးစင်ကစားသမားများစွာနဲ့ဖွဲ့စည်းထားတာကြောင့်ဒီလိုဘောလုံးအင်အားကြီးအသင်းတွေနဲ့ရှင်ပြိုင်ခွင့်ရတာဟာအင်မတန်မှကြီးမားတဲ့အခွင့်အရေးဖြစ်ပါတယ်အနည်းဆုံးပြိုင်ပွဲဖြစ်တဲ့စီးကိန်းပြိုင်ပွဲအတွက်များစွာအကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ဒါပဲပြောမြန်မာအမျိုးသမီးဘောလုံးကစားသမားတွေဟာအသင်းချွေစွမ်းကွာဟမှုကြီးမားပါစေအာဂျိုမန်တက်ကစားလေးရှိတာကြောင့်ကျွန်တော်တို့အနေနဲ့မဖြစ်မနေစောင့်မျှော်အားပေးရမှာဖြစ်ပါတယ်။ရသမဲ့ရုပ်သံလိုင်းတွေကတော့ AFC Hub YouTube Channel နဲ့ TV Channel အနေနဲ့ကတော့ Sky နဲ့ Channel 9 MR TV တို့ကနေတိုက်ရိုက်လိုက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။